ကျေးဇူးတည်တတ်သောငခင်ညူငါးစီးစင်ကျော်စွာပင်လယ်မျိုးသားဖြစ်သည့်ပင်လယ်မျိုးကိုစားရသောအခါကအမှုတော်ထမ်းရွက်နေတဲ့ငခင်ညူဆိုသူတို့ရှိပါတယ်ငခင်ညူသည်လောကီကံဤကြံရည်နှင့်ပြည့်စုံကအမှုတော်ကိုကြေမွန်စွာထမ်းဆောင်နိုင်သောသူရဲကောင်းတို့ဖြစ်ပါတယ်ဒီနေ့တွင်ငါးစီးစင်ကျော်စွာသည့်ငခင်ညူဟာညီတော်စကိုင်းရာအသင်ခေယာစောဟိုလောက်ကြံရန်ဆေလွတ်လိုက်ပါတော့တယ်ထို့ကြောင့်ငခင်ညူလည်းစကိုင်းဘက်ကိုကူးသွားခဲ့ပါတယ်ငခင်ညူစကိုင်းရောက်လို့လဲလောက်ကြံရန်အခွင့်မသာသဖြင့်တောတွဲတင်3ရက်တိုင်ပေါ်အောင်ခဲ့ရပါသေးတယ်ထို့သောပေါ်အောင်နေခဲ့ရသော3ရက်လုံးထမင်းတနမ်းမစားခဲ့ရပြီ3ရက်မြောက်ညတွင်ငခင်ညူသည်နန်းတော်ထဲသို့တိတ်တဆိတ်ဝင်၍သွားပါတော့တယ်ဒုက္ခအသင်ခေယစောယွန်းကမင်းမာဂိရိနတ်ကိုဆက်တာထားသည့်ရွှေစလောင်းနှင့်ထမင်းအမဲသားတို့ကိုငခင်ညူတွေ့လျက်ဆာလောင်မိုးသိလာသောကြောင့်စားမိပါတော့တယ်ထမင်းစားပြီးနောက်အသင်ခေယစောယွန်းကိုလောက်ကြံရန်နန်းတော်ဆောင်တွင်သို့ဝင်ရာအိပ်ပျော်နေသည်ကိုတွေ့လိုက်ရ၏ထိုအခါငခင်ညူကဤမင်းသည်ငါ၏ထမင်းစဉ်ကျေးဇူးစဉ်ဖြစ်နေပြီကျေးဇူးရှင်ကိုပြင်မပါကငါ၌အပြည့်လွန်ကြီးပေလိမ့်မည်အကယ်၍မတတ်ဖက်ပြန်သွားပါကငါသခင်ကငါကိုတတ်ချီမည်ဤသို့အသက်ခံရလင်ဘဝတတတည်ရမည်ထမင်းသခင်ကျေးဇူးရှင်ကိုတတ်လင်ကတဏှာစီနာစွာခံရပေမည်ထို့သို့စဉ်းစားရင်ဓာကိုထုတ်ကြည့်သွင်းကြည့်ပြုနေရမှငါရှင်ကစကိုင်းမင်းထဲမရောက်ဖက်ရောက်သည်ဟုအမိန့်တော်ရှိလင်ရောက်ကြောင်းပြရန်တွင်အသင်ခေယစောရင်ဗရမများကြောက်စီဓာကိုသာယူ၍ပြန်လာခဲ့ပါတယ်ပင်လယ်မျိုးသို့ရောက်လင်ငါးစီးစင်ကျော်စွာလည်းအစီအမံပြီးခဲ့ပြီလို့မေးတော်မူသောအခါငခင်ညိုလည်းမိမိစိတ်နှလုံးထဲတွင်စီးသည့်အတိုင်းပြည့်စုံစွာဆောက်ထားကဗရမများကြောက်စီဓာကိုဆက်သလာ၏ငါးစီးစင်ကျော်စွာလည်းအမျက်မထွက်တော်မူပဲငါကျွန်သည်ထမင်းတစလောင်းကိုမြစားဘူးယုံမြဖြင့်သူကျေးဇူးကိုသိတတ်ပေ၏သားမယားနှင့်တကွနေ့စဉ်ကြွေးမွေးထားသောငါ၏ကျေးဇူးကိုကအဘယ်မျှဆိုပွဲရာစီရန်ဤဤသို့မိန်တော်မူပြီးတင်ကျွန်တော်၏ငခင်ညိုကိုများစွာသောဆုလတ်ဖြင့်ချီးမြှောက်တော်မူလိုက်ပါတော့သည်ပြည့်စုံတော်မူ